pro player ဖြစ်ချင်တဲ့လူတွေဒီ video ကိုစောင့်အောင်ကြည့်ဖြစ်ချင်တဲ့လူတွေတော့ကြော်သွားလိုက်ပေါ့ဒီ video မှာပြောသွားမယ့်အကြောင်းအရာတွေက Mobile Legends game ကို professional player ဘွားရအောင်ဘယ်လိုဆော့ရမလဲဘယ်လိုကြိုးစားရမလဲဆိုတော့ပြပြပေးသွားမှာဖြစ်တယ်ပထမဆုံးအနေနဲ့ဒီ video လေးမစခင်ဒီ video တစ်ခုလုံးမှာပြောထားတဲ့အကြောင်းအရာတွေကကျွန်တော်တယောက်တည်းအမြင်နဲ့ကျွန်တော်ရဲ့အတွေ့အကြုံတွေပြပြပေးသွားမှာဖြစ်တယ်ဆိုတော့ကျွန်တော် video လေးကိုစလိုက်ရအောင်ဒီ channel ကနေအားလုံးကိုတစ်ဖက်ပြန်လေးကြိုးစားလိုက်ပါတယ် Mobile Legends game ကိုဒီတိုင်းပဲအပျော်တမ်းအခြေခံခံပြီးဆော့နေမှာလားတခုခုရည်ရွယ်ချက်ထားပြီးတော့မဆော့ကြအောင်လားဒါမှမဟုတ်ဒီ video ကြီးနေတဲ့လူတွေမှာ pro player ဖြစ်ဖို့ကြိုးစားနေတဲ့လူတွေရှိတာ okay အဲ့လိုစိတ်ရှိရဆိုလို့ရှိရင်အဲ့လိုရှိရတဲ့လူတွေအတွက်ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ဖြစ်ပျက်တွေအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ပြောပြမယ်အဲ့လိုပြောပြတော့မင်းကဘာကောင်လဲဆိုပြီးတော့မေးလာခင်ကျွန်တော်2010တုန်းက organization တစ်ခုမှာ semi pro player ဘွားနဲ့ခဏတာဆော့ခဲ့ဘူးတယ်ပေါ့လေဆိုတော့ဒီလို organization တစ်ခုနဲ့စာအုပ်ချုပ်ပြီးတော့ pro player ဘွားကိုရအောင်ဘယ်လိုသွားရလဲကန့်ဝင်ပြီး pro player ဖြစ်ပြီဆိုတာနဲ့ကန့်ဝင်ပြီးတော့ဆော့ရမှာပါပဲဆိုတော့အဲ့လိုချင်းကြီးရအောင်ဘယ်လိုကြိုးစားခဲ့လဲဆိုတော့ကျွန်တော်ပြောပြမယ်ပထမဆုံးအနေနဲ့အဲ့လိုနေရာကိုသွားခြင်းနဲ့ဆိုလို့ရှိရင်တယောက်တည်းသွားလို့မရအောင်ဆိုတော့ကိုနဲ့အတူတူစူးစမ်းမဲ့တငယ်ချင်း၄ယောက်လိုမယ်ကိုနဲ့အတူတူစိတ်တူကိုတူဒီလိုမျိုး player live ကိုသွားခြင်းနဲ့တကယ်လည်းကိန်းစမ်းရှိပြီတကယ်လည်းစူးစမ်းခြင်းနဲ့ကိုလိုလူနောက်ထပ်၄ယောက်လိုမယ် okay ဒီကျွန်တော်လူ9ယောက်ရပြီဆိုလို့ရှိရင်ကျွန်တော်တို့စပြီးအောင် training ဆော့ရမယ်ဒီလူ9ယောက်အတိုင်းဖောင်းညီတွင်းညီဖြစ်ဖို့ training ကအနည်းဆုံးအချိန်3လကနေ6လလောက်တော့လိုတယ်ဒီ6လတင်မှာဒီ9ယောက်က chemistry မိသွားပြီကျွန်တော်တို့ team connection တွေရလာပြီဆိုလို့ရှိရင်အမှ pro player live တော့ခြေလှမ်းနေဆောက်လို့ရတယ် okay ဆိုတော့နံပါတ်1အနေနဲ့ဘယ်လိုစမလဲပထမဆုံးအချက်အနေနဲ့ public star ဖြစ်ဖို့ကြိုးစားကြည့် public star ဖြစ်ဖို့ဘယ်လိုကြိုးစားရမလဲ public star ဖြစ်ဖို့ကြိုးစားမယ်ဆိုလို့ရှိရင်ကိုကိုင်းတဲ့ hero တကောင်က global winner မျိုးပဲဖြစ်ဖြစ်ဒါမှမဟုတ် blue mat try ရင်းနဲ့ goal score ကဒီ leader ဘုံမှာပါလာလို့ရှိရင်လည်း public star ဖြစ်လာနိုင်ရရှိတယ်ဘယ်လိုအချက်တွေပေါ့လေ public star ဖြစ်ဖို့ကြိုးစားကြည့် public star ဖြစ်တာကလည်းကိုအတွက်ကောင်းတဲ့အချက်တစ်ခုပဲနံပါတ်3 tournament တွေလိုက်ပြန် tournament တွေအများကြီးရှိတယ်နိုင်ငံမှာလည်း tournament တွေအများကြီးရှိတယ်နိုင်ငံခြားမှာလည်း tournament တွေအများကြီးရှိတယ် tournament တွေကကိုယ့်ရဲ့ player life ကိုပို့ပေးမဲ့အဓိကတော့ကြပဲအဲ့ဒါကိုကျွန်တော်ငယ်တော့မသိခဲ့ဘူးဒီ tournament တွေပြိုင်တာကိုငါတို့ဘယ်သူတွေကကြည့်နေမှာလဲတကယ်တော့ငါတို့အကျိုးရှိရလားပေါ့အဲ့လိုမျိုးတွေးမိတယ်ဒါပေမဲ့တကယ် player life ကိုရောက်လာတဲ့အချိန်မှာတကယ်ဒီ organization တွေ pro player တွေကဒီ tournament တွေကိုကြည့်ပြီးတော့လူသစ်တွေခေါ်တာတွေလူစုဆောင်းတဲ့ကိစ္စတွေလုပ်ကြတယ်ဆိုတော့ tournament တွေကကြီးကြီးတည်ဘယ် tournament ဆိုဝင်ပြိုင် tournament တွေပြိုင်ရင်ကိုယ့်ရဲ့ score ကနာမည်ရလာတယ်ကိုကနာမည်ရလာတယ်ဆိုလို့ရှိရင်ဒါကိုယ့်အတွက် player life ကိုဝင်ဖို့အတွက်ခြေလမ်းလေးတွေအစပြိုးလာလိမ့်မယ်။နောက်ပြီးမှဆိုလို့ရှိရင်လည်း Facebook မှာ tournament တွေအများကြီးရှိတယ်။ပြီးတော့နိုင်ငံခြား tournament တွေဆော့ကျင်တယ်ဆိုလို့ရှိရင်လည်း one sport လုပ်တဲ့ပွဲတွေရှိတယ်။ဒါတွေကတော့ Discord server တွေမှာသွားကြည့်လို့ရတယ်။အဲ့လိုနဲ့ကို team က9ယောက်လုံးကလည်းတွဲညီနေပြီးစူးစမ်းနေပြီးဒီလိုလဲ tournament တွေဆော့နေပြီဆိုလို့ရှိရင်အချိန်ကာလတစ်ခုပဲဆော့။ဂျာငမှာ pro player live တစ်ခုကိုရောက်လာလိမ့်မယ်။ player live ကိုရောက်ဖို့အတွက်တစ်ဖက်ကကိုယ်ဆက်သွယ်လာအောင်ဆိုလို့ရှိရင်ကိုယ့်ဘက်ကဆက်သွယ်ဖို့စူးစမ်းကြည့်။ sponsor ပေးနိုင်တဲ့လူတွေရှာကိုယ်ဘယ်သူတွေကထောက်ပံ့ပေးနိုင်လဲရှာပြီးတော့ team တစ်ခုကိုထောင်းဖို့စူးစမ်းကြည့်အမှ tournament တွေလိုက်ပြိုင်ကျွန်တော်ကဆိုလို့ရှိရင် ABS season 1စပြိုင်တာကျွန်တော်ဘွားရဲ့ဘလို့အလဲပြောင်းကြီးတစ်ခုဖြစ်လာခဲ့တယ်အဲတော့ကျွန်တော် first year ကျွန်တော်ကျောင်းက border တွေနဲ့ဒီတိုင်းပဲပျော်ရမ်းပေါ့လေငါတို့ဒီ MBA လေးပြိုင်ကြည့်မယ်ပေါ့ငါတို့ပြောရမလဲဒီတိုင်ဝဲတော့ငါတို့လက်အဆင့်မမီတာတည်တယ်ဒါပေမဲ့ငါတို့ပြိုင်ကြည့်မယ်တွေ့ကြုံရတယ်ဆိုရဲစိတ်နဲ့ကျွန်တော် MBA ဆော့လိုက်တယ် MBA ဆော့လိုက်တော့ကျွန်တော်ပြုတ်ပါတယ်ကျွန်တော်တို့ဗာလဲ group state တောင်မတက်ဘူးဒီအောက်ကဒီ online မှာချိန်ဆော့တဲ့အချိန်တွေမှာလည်းကျွန်တော်ပြုတ်သွားတယ်အဲတော့2018လား19လား2018လောက်ဖြစ်မှထင်တယ်ဒါပေမဲ့ကျွန်တော်2018မှာပြုတ်သွားရမယ်2019မှာလည်းကျွန်တော်စူးစမ်းခဲ့တယ်စူးစမ်းရင်းနဲ့2020မှာကျွန်တော် tournament တွေပြိုင်လာတာရဲ့ဘယ်လိုအကျိုးဆက်ပေါ့လေကျွန်တော် organization တစ်ခုကနေပြီးတော့ဆက်သွယ်ပြီးတော့ဘယ်လိုကန့်ဝင်ဖို့ organization နဲ့စာအုပ်ချုပ်ဖို့ဆက်သွယ်လာတယ်အဲကနေစပြီးတော့ကျွန်တော် player life ကိုရောက်ခဲ့တယ်ပေါ့လေကျွန်တော်တွေကတော့နိုင်ငံရေးကိစ္စတွေပါတယ်ရှုပ်ထွေးသွားတာဖြစ်တဲ့အတွက်ကျွန်တော် player life ကိုနားပြီးတော့ကိုပါလေးနဲ့ကိုအေးစမ်းနေတယ်ဆိုတော့ဒီဗီဒီယိုမှာပြောချင်တဲ့အကြောင်းအရာတွေက player life ကိုဘယ်လိုသွားရမလဲမသိတဲ့လူတွေအတွက်ရှိရွယ်တယ်ပြီးတော့အခုကျွန်တော်တို့လမ်းကြောင်းတွေကိုရှောက်နေတဲ့လူတွေကလည်းငါတို့လုပ်နေတာမှန်အောင်မှန်လားဆိုပြီးတော့ဝေခွဲမရဖြစ်နေတဲ့လူတွေအတွက်ရှိရွယ်တယ်ဆိုတော့ဒီဗီဒီယိုကြည့်ပြီးတော့ player life ကိုရှောက်လန်းနိုင်ကြပါလေလို့မျှော်လင့်ပါတယ်မမေ့နဲ့နံပါတ်1ကျွန်တော်တို့လူ9ယောက်ရှာပြီးတော့လို့ရှိရင် public star ဖြစ်အောင်လုပ် tournament တွေလိုက်ပြိုင်ပြီးတော့ရင် organization တွေကဆက်သွယ်လိမ့်မယ် organization တွေကမဆက်သွယ်ရင်ကိုက organization တွေကိုဆက်သွယ်ဒါပဲအဲ့ဆို pro player ဖြစ်ပြီဆိုတော့ခုလက်ရှိ pro ရောဘာတွေလုပ်နေကြလဲဘယ်လိုတွေ့ကြုံနေရှိနေပြီလဲ comment မှာရေးသားခဲ့ပေးလို့ရတယ်ကျွန်တော်ပြောတာတွေမှာလိုအပ်ချက်ရှိနေရဆိုလို့ရှိရင်လည်းကျွန်တော်တို့ထောက်ပြပြီးသားအဲ့တော့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတာပေါ့အားလုံးပဲ bye bye